င်မရာမှန်ကတ်လေးတွေကကတ်ကိုကတ်ထားတင်ပါတယ်မတော်တဆဖြစ်လို့ကင်မရာကိုထိတယ်ပြန်ပြင်ရတယ်ဆိုလို့ရှိရင် original မှန်အတိုင်းလည်းမရပါဘူးဒီကောင်လေးကဒီဘေးပေါင်လေးတွေကကြတော့မတဲ frame လေးဖြစ်ပါတယ်ဒီအလဲကောင်ကလည်းသူက glass star လေးဖြစ်ပါတယ်ဒါကြောင့်မလို့ကင်မရာတစ်ခုလုံးကို cover လုပ်ပေးနိုင်မှာပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုရှိတာကကိုကဖုန်းကိုဒီလိုမျိုးချတာဖြစ်တဲ့အတွက်ကြောင့်မလို့ကင်မရာနဲ့ဒီအောက်ခြေနဲ့အမြဲတမ်းထိတဲ့အတွက်ကြောင့်မလို့ဖုန်းတွေဝင်နေအစင်းတွေထင်နေဒါတွေကိုကာကွယ်ဖို့အတွက်ကိုကင်မရာမှန်ကတ်ကိုကတ်တင်ပါတယ်ရှင်မင်္ဂလာပါရှင်ဟတ်ထဲကကင်မရာမှန်ကတ်လေးတွေ iPhone 16 Pro Max အတွက်ပြပေးပါမယ်ရှင်အယောင်၄ရောင်ရှိပါတယ်ဈေးနှုန်းလေးက32,500ကျပ်ဖြစ်ပါတယ်ရှင်ဒါလေးက silver အယောင်လေးဖြစ်ပါတယ်သူကငွေရောင်ပါဒီကောင်က gold ရွှေရောင်ဖြစ်ပါတယ်နောက်တစ်ယောင်ကကြတော့ black ထဲရရှိပါမယ်နောက်တစ်ယောက်ကကြတော့ titanium black ထဲရရှိပါမယ်အယောင်၄ရောင်ရှိပါတယ်ရှင်ဈေးနှုန်းလေးက32,500ကျပ်ဖြစ်ပါတယ်ပြီးရင်သူက1 year warranty လဲပါပါမယ်တစ်နှစ်အတွင်းတစ်ခုခုဖြစ်တယ်ဆိုလို့ရှိရင်ပြန်ပြီးတော့မှအသစ်လဲပေးပါတယ်ကင်မရာမှန်ကတ်ဖို့ရအတွက်ကို accessory ပစ္စည်းအစုံနဲ့ warranty ကတ်လဲပါပါမယ်ဒီကောင်က wet and dry နဲ့ကင်မရာမှန်တုပ်ဖို့ရအတွက်အဝတ်ဖြစ်ပါတယ်ဒီကောင်လေးကတော့မှန်ကြည့်ဆေးရဖြစ်ပါတယ်ကင်မရာမှန်ကတ်ခင်သူ့ကိုတုံးပေးရမှာဖြစ်ပါတယ်ပြီးရင်ဖုန်းမှန်တန်ရှင်းလုပ်လို့ရှိရင်လည်းတုံးလို့ရမှာဖြစ်ပါတယ်ကိုတိုင်းလည်းကတ်လို့ရတယ်လို့မိတ်ဆွေရဲ့စုကွန်နဆိုင်မှာလည်းလာရောက်ပြီးတော့ကတ်လို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်